တခါကတောအုပ်တစ်ခုထဲမှာညနေဆောင်လို့ကောင်းကင်ကြီးကတဖြည်းဖြည်းမှောင်စားပြူနေပါပြီစိတ်အုပ်ကြီးဟာအေးအေးချမ်းချမ်းနဲ့မျက်စိစားနေကြတော့အဲ့ဒီထဲမှာအစားမတက်စိတ်ကလေးတစ်ကောင်ပါဝင်နေပါတယ်သူမဟာတစ်ပင်အစ်တွေပေါ်ကနုဖတ်နေတဲ့တစ်ရွက်လေးတွေကိုမြင်တဲ့အခါနောက်ထပ်9မိနစ်လောက်ပဲစားပဲရစေဦးဒီတစ်ရွက်လေးတွေကလစ်လျူရှုထားဖို့အရန်နှမျောစရာကောင်းတယ်လို့ကိုပြောလိုက်ပါတယ်9မိနစ်ကနေ10မိနစ်ဖြစ်သွားပြီးအချိန်တွေကြာသွားတဲ့အခါမှာတော့ပြဿနာစပါတော့တယ်သူမမောကြည့်လိုက်တဲ့အချိန်မှာစိတ်အုပ်ကြီးလည်းမရှိတော့သလိုတိုးထိန်လည်းမရှိတော့ပါဘူးနေမင်းကြီးကလည်းလုံးဝကွယ်တော့မှာပါသူမရဲ့ရင်ခုန်တန်တွေမြန်လာပြီးဒုက္ခပါပဲငါတော့တေးရတော့မယ်အခုငါမှာကာကွယ်ပေးမဲ့သူမရှိတော့ဘူးဒီညတော့ဝန်ပလွေဖြစ်ဖြစ်ချင်းသေးဖြစ်ဖြစ်ငါ့ကိုစားတော့မှာပဲလို့တွေးပြီးကြောက်လန့်နေပါတယ်အကြောက်တရားဟာတောအုပ်ကြီးကိုအမှန်တကယ်ထပ်ပို့ပြီးမှောင်မဲသွားစေပါတယ်သူမကပြငါတေးရတော့မယ်ဆိုရင်တော့အ ਨੇ ဆုံးတော့ရေလေးတငုံလောက်အရင်တောက်ပါရစေဦးလို့တွေးလိုက်ပါတယ်အနီးနားမှာရှိတဲ့မျက်နှာကိုသူမတုံရင်ရင်နဲ့လမ်းလျှောက်သွားပြီးရေတောက်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲသူမတစ်ခုခုကိုသတိထားမိလိုက်ပါတယ်အဲ့ဒါကတော့မျက်နှာမှာရှိတဲ့အေယာမခြေရာကြီးတစ်ခုပါပဲကြီးမားပြီးနှက်ဆိုင်ကအင်အားကြီးမားတဲ့ခြေရာကြီးပေါ့သူမအဲ့ဒီခြေရာကိုစိုက်ကြည့်နေတော့မှပဲဝန်ပလွေတစ်ကောင်ရေတောက်ဖို့ရောက်လာပါတယ်ဝန်ပုလွေကသူမကိုမြင်တဲ့အခါဟိုးဒီနေ့တော့ငါအတွက်ကံကောင်းတဲ့နေ့ပဲရေလဲတောက်ရတယ်လို့ညစာလဲရပြီလို့ရုံမာတဲ့အပြုံးနဲ့ပြောလိုက်ပါတယ်ဝန်ပုတ်တွေကသူမစီကိုတိုးလာတဲ့အခါစိတ်ကလေးကထွက်မပြေးပဲတီတီငိမ့်ငိမ့်နဲ့ရှင်ငါကိုမစားခင်အဲ့ဒီခြေရာကြီးကိုအရင်ကြည့်လိုက်ပါဦးလို့ပြောလိုက်ပါတယ်ဝန်ပုတ်တွေကြည့်လိုက်တဲ့အခါသူ့မျက်နှာပြတ်သွားပြီးဒါကချင်းသေးခြေရာပဲလို့ဆိုကနောက်ဆုတ်သွားပါတယ်မင်းကချင်းသေးနဲ့တငယ်ချင်းတွေလားလို့မေးတဲ့အခါစိတ်ကလေးကဘာမှပြန်မပြောပဲယုံကြည်မှုအပြည့်နဲ့ငြိမ်နေလိုက်ပါတယ်ဝန်ပုတ်တွေလည်းမဆိုင်မတော့ပဲလှည့်ပြီးအစွမ်းကုန်ထွက်ပြေးသွားပါတော့တယ်အခုဆိုရင်စိတ်ကလေးဟာအားအင်တစ်ခုကိုခံစားလိုက်ရပါပြီအဲ့ဒါကတော့ယုံကြည်ချက်ပါပဲတောရိုင်းတရိษံတွေရောက်လာတိုင်းသူမကဒီခြေရာကိုကြည့်လိုက်ဦးလို့ပြောယုံနဲ့သူတို့တွေထွက်ပြေးသွားကြပါတယ်သူမရဲ့အကြောက်တရားတွေဟာတဖြည်းဖြည်းနဲ့တတိတွေဖြစ်ပြောင်းလဲလာပါတယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုတကယ်ချင်းတေကြီးရောက်လာပါတော့တယ်တောအုပ်ကြီးတစ်ခုလုံးသူ့ရဲ့ဟိန်းဟောက်တန်ကြောင့်တုန်ခါသွားပါတယ်စိတ်ကလေးဟာကြောက်စိတ်ကိုမျိုးတိတ်ပြီးဒီခြေရာကိုကြည့်လိုက်ပါညနေကလေးကဒီခြေရာကြောင့်ငါရဲ့အမွေးတပင်တော့အထိခိုက်မခံခဲ့ရဘူးလို့ထပ်ပြောလိုက်ပါတယ်ချင်းသေးကတေးချကြည့်ပြီးရေမောလိုက်ကဟာအဲ့ဒီခြေရာကငါခြေရာပဲလို့ပြောပါတယ်ချင်းသေးကစိတ်ကလေးကိုကြည့်ပြီးမင်းကငါရဲ့ခြေရာကိုဒီလောက်တောင်ယုံကြည်တယ်ဆိုရင်မင်းပေးကင်းသွားပါပြီငါဒီတော့အုပ်ထဲမှာရှိနေတဲ့၍ဘသူမှမင်းကိုစောင်းခဲ့ကြည့်ဖို့တောင်ရဲမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်အခုဆိုရင်စိတ်ကလေးဟာတယောက်တည်းမဟုတ်တော့ဘူးဆိုတာသိသွားတဲ့အတွက်မကြောက်တော့ပါဘူးဘဝမှာကျွန်တော်တို့ဟာအဲ့ဒီစိတ်ကလေးလိုပါပဲသေးငယ်တဲ့ကြောက်ရွံ့တတ်တဲ့အန္တရာယ်တွေဝန်းရံနေတတ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ထက်ပိုကြီးမြတ်တဲ့အင်အားတစ်ခုရဲ့အကာအကွယ်အောက်မှာနေထိုင်တဲ့အခါအကြောက်တရားတွေဟာအစွမ်းမရှိတော့ပါဘူးချင်းသေးချေရာကစိတ်ကလေးကိုကာကွယ်ပေးတယ်လို့ပဲဖျားသခင်ရဲ့အင်အားအပေါ်ယုံကြည်မှုကဘဝရဲ့ဝန်ပလွေတွေရန်ကနေကျွန်တော်တို့ကိုကာကွယ်ပေးပါတယ်တင်ဟာမြင့်မြတ်တဲ့အင်အားကိုအမှန်တကယ်ယုံကြည်ကိုးစားမယ်ဆိုရင်အချိန်နဲ့တည်ခြင်းတရားတောင်နောက်ဆုတ်သွားပါလိမ့်မယ်တတိဆိုတာအန္တရာယ်မရှိတာမဟုတ်ပဲယုံကြည်ခြင်းရှိနေတာကိုဆိုလိုတာပါအဲ့ဒီယုံကြည်ခြင်းအပေါ်ခိုင်ခိုင်မာမာယက်တည်ပါဒါဆိုရင်လောကကြီးကတင့်ကိုအန္တရာယ်မပြုခင်နှစ်ခါပြန်စဉ်းစားပါလိမ့်မယ်